ဒီမြောက်ရီမျိုးကြီးမစဲနိုင်တော့မိုးနဲ့မရက်နိုင်တော့အတန်ဒီဆိုတော့မြောက်ရီမျိုးမှာနေရတာပျော်ရမှာလားငိုရမှာလားရီရမှာလားဒါမဲ့လည်းဘယ်လိုလုပ်မလဲကိုကဒီမျိုးရဲ့မျိုးခင်ဆိုတော့နေ့တနေ့ရဲ့တောင်းဝန်အတွက်တရားအတိုင်းကိုတနေ့တာတော့ဖြတ်တန်းရပါကဲဒီနေ့ကတော့ဘေးသွားမလဲဆိုလို့ရှိရင်ဘေးမှာတော့ဟိုတူမသွားရဲဘူးပေါ့နော်ဆိုတော့အဲ့မှာတီးရဲဘာပဲဒီဆိုင်လေးကိုပဲသွားပြီးတော့နေချော်ရီတောက်လိုက်ပါဘူးလည်းမရက်ဘူးဆိုတော့ဘာပဲတီးပဲတောက်တော့ကဲမိုးလိုပါပဲဒီတောက်ပြီးတော့နေအိမ်ပြန်ပါရစေဘေးမှာတူတူမသွားရဲဦးမြို့ထဲပဲပတ်ပြီးတော့အမအိမ်ထဲမှာနေပြီးကျမဒီနေ့ movie time ပေါ့နော်ပြီးလို့ရှိရင်တော့ဖျားတရားလောက်ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဘေးမှာမပတ်ရဲပါဘူးမိုးလိုဒီမှာမုတ်စားခြင်းလို့မြို့တွေကမဟုတ်လားမှုကြော်လေးတောက်ရပါရရှင်ဆိုတော့ဒီနေ့ရဲ့ဒီမြောက်ဒီမျိုးမှာနေလာတဲ့တနေ့တာလေးကကြတော့ပြောသလိုလိုမပြောသလိုလိုမဆောင်ဖြစ်နေတယ်ပေါ့နော်ဒီနေ့ဘေးမလည်းမလဲရအောင်ဆိုတော့မပြောပါဘူးရှင်အားလုံးပဲရှေ့မှာစောင်းတွင်းကြီးလာတော့မှာဆိုတော့စောင်းတွင်းကြီးကိုစောက်မြို့နေပါရဲ့ရှင်မိုးကတော့စောင်းတွင်းအရန်ကြိုက်တဲ့သူမိုးပါဒါကတော့အစားပုတ်ပေါ့ရှင်ကားမောင်းပြီးပို့လာတော့သူ့နဲ့မမောင်းမစီးရတော့ဘူးပေါ့နော်သူဘလောက်အစားပုတ်လဲဆိုသူ့တော့မဟုတ်ပါတစင်ကင်ထားပေးရတဲ့သူပေါ့နော်မညမအငယ်ဆုံးလေးဘလောက်အစားပုတ်လဲဆိုတော့အမကြည့်လိုက်ပေါ့ရှင်စိတ်ကုံလိုက်တာသူနဲ့ကားစီရလေဒါကတော့မိုးမြန်မာတာမကဂျပန်မှာပါ training စီးခဲ့တော့သူကိုင်း skill လေးပေါ့အကြော်ကြော်ရအောင်သူနဲ့ပဲကြော်တော့တယ်အမကျမကြော်ကျမစားကျမကောင်းပေါ့နော်ဘာမှဥလီပဲကြော်တာပါရှင်ကဲဒီလောက်ပါပဲရှင်ဘိုင်ဘိုင်